အဲ့တော့ခုနေ့ကသတင်းတစ်ခုကြားရတယ်ပေါ့နော်စီတန်းစီရင်တဲ့ကားပေါ်မှာတည်သွားတယ်လို့ပြောတယ်သူကတော့အဆူတော်ဖြစ်တယ်တဲ့အဲ့တော့အရန်ပူလို့နေမှာပေါ့နော်တွေးတူတို့ယောဂလည်းရှိလို့နေမှာပေါ့ကျွန်တော်လည်းစီတန်းစီတယ်တစ်ခါသွားစီလည်းမရနှစ်ခါသွားစီလည်းမရသုံးခါသွားစီလည်းမရဒီမနေ့တော့ရသွားတယ်ပေါ့နော်ဒီမနေ့တော့စော်ပွားကြီးကုန်းမှာသွားစီတော့3နိုင်လောက်ထိုင်လိုက်တော့ရသွားတယ်အဲ့ဒီတော့ဒီနေ့ဒီအရှိအလေပိုင်းရဲ့ပြဿနာဖြစ်လာတဲ့အခါမှာဒီစီအကြောင်းကျွန်တော်အများကြီးစဉ်းစားမိတယ်။အော်ဒီစီကကျွန်တော်တို့ထင်တာတဲ့ပူပြီးအရေးကြီးပါလား။လူတိုင်းနဲ့လည်းဆိုင်ပါလားပေါ့နော်။အဲ့တော့စီမရှိအခုဘာဖြစ်လာလဲဆိုတော့ကုန်စည်နှုန်းတွေအရင်တက်လာ။ကျွန်တော်ကကားမောင်းလို့ကျွန်တော်ကစီစေးတဲ့လည်းကျွန်တော်မဆိုင်ဘူးတော့ပြောလို့မရဘူး။စီစေးတဲ့ကုန်စည်နှုန်းတက်လာ။ဆန်စေးတက်လာမယ်စီစေးတက်လာ။အဲ့ဒါမှကျွန်တော်တို့သမင်းစားဖို့ဒုက္ခရောက်တယ်။အားလုံးနဲ့ဆိုင်တယ်ပေါ့နော်။ပြီးတော့မှစီဒီမရှိဘူးဆိုအလုပ်တွေမလုပ်နိုင်ဘူးစက်ယုံတွေပိတ်လိုက်ရတယ်အဲ့ချိန်မှာအလုပ်လက်မဲ့တွေဖြစ်ကုန်တယ်အဲ့နောက်ဆက်တွဲတွေပေါ့နော်ပြီးတော့မှလေရင်တွေမထွက်တော့ဘူးကားတွေမထွက်တော့ဘေးမှာသွားလို့မရတော့အဲ့လိုဖြစ်လာအဲ့တော့ကျွန်တော်တို့မှာဘလောက်တန်ဖိုးကြီးတဲ့ကားတွေလေရင်တွေမီးဆက်ကြီးတွေရှိနေပါစေစီမရှိဘာမှလုပ်လို့မရဘူးဒီတိုင်းပြစ်ထားရုံပဲဖြစ်တယ်ဒီတိုင်းကဆက်သွားရင်ကြာလာရင်တော့နောက်ကျွန်တော်အားလုံးကလမ်းလျှောက်ရတော့မှာစပိတ်ရှိတယ်စပိတ်စီကြအဲ့ဒီတော့ဒီနေ့ပူလဲမဆိုးလာဘူးကျွန်တော်ဆူတောင်းဖို့လိုတယ်အထူးသဖြင့်အရှိအလေပိုင်းဒေတာပေါ့နော်ကျွန်တော်ဟိုဘောစီရဲ့လက်ကြအမြန်ဆုံးဒီပြည်လေသွားတဲ့လမ်းကြောင်းပွင့်ဖို့အတွက်ပေါ့နော်ကျွန်တော်တို့ဒါဆူတောင်းပေးဖို့ရန်ဒါလိုအပ်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒါကတော့လောကမှာကျွန်တော်ရင်ဆိုင်ကြုံတွေ့နေရတဲ့အစီပြဿနာဖြစ်တယ်အဲ့တော့ကျွန်တော်ကျမ်းစာမှာကြည့်တဲ့အခါမှာလည်းပဲဒီစီကတော်တော်လေးကိုအရေးကြီးတယ်ဆိုတော့တွေ့ရတယ်ပေါ့နော်။သခင်ယေရှုကဒီစီအကြောင်းပြောထားတယ်။ဒီမှာတွေ့ရလဲဆိုတော့မဿဲအခန်းကြီး25အငယ်3-5မှာပေါ့နော်။သတို့သမီး10ယောက်ပုံဥပမာပေါ့။9ယောက်ကတော့မိုက်မဲတော့သတို့သမီးဖြစ်တယ်။9ယောက်ကတော့ပညာတတိရှိတဲ့သတို့သမီးဖြစ်တယ်။ဘာကြောင့်9ယောက်တော့သတို့သမီးကိုမိုက်တယ်လို့ပြောပြီးတော့မှ9ယောက်ကိုကျတော့ပညာရှိလို့ပြောရတယ်လေဆိုရင်မဿဲအခန်းကြီး25အငယ်3ကနေ5ကိုကြည့်တဲ့အခါမှာမိုက်တော်သူတို့ဒီတဲ့မိခွဲ့ကိုသာယူ၍စီကိုမယူကြအဲ့ဒါစီမယူတဲ့လူကမိုက်တဲ့သူသမီးဖြစ်တယ်ပြီးတော့မှမိခွဲ့တော့ပါတယ်စီမပါမိခွဲ့ပါပဲစီမရှိတော့ဘာလုပ်မှာလဲကားတော့အကောင်းဆုံးဝေတာဒါမှစီတစ်စက်မှမရှိဘူးအဲ့ဒီကားပါဘာလုပ်လို့ရမှာလဲဟုတ်တယ်နော်ကားပါလာပါတယ်စီပါလာစီတစ်စက်မှမရှိဘူးဒါဆိုဘာလုပ်မှာလဲမောင်းလို့မှမရတာဒါကြောင့်ရှုပြောတာလေမိုက်တယ်ဆိုတဲ့အကြောင်းပြောတာတမန်တတိရှိတော့သူတို့ကမီးခွဲနဲ့တကွဘူး၌ပါတော့စီကိုလည်းယူကြ၏စီဘူးပါမစီကလည်းမထမ်းလာတာတဲ့လူတွေကမီးခွဲလည်းပါတယ်စီလည်းပါတယ်အဲ့ဒါပညာတတိရှိတာပြီးတော့သူတို့အဲ့ဒီဒုသမီး10ယောက်ကဘု து ကိုစောင့်နေကြလေဆိုတော့ဘု து သားကိုစောင့်နေကြတယ်10ယောက်စလုံးစောင့်နေတာစီပါတဲ့လူလည်းစောင့်တယ်စီမပါတဲ့လူလည်းစောင့်တော့ညတကောင်ရောက်တဲ့အခါဘု து သားရောက်လာပြီအဲ့ဒီချိန်မှာညတကောင်ဆိုတော့အားလုံးကလည်းအိမ်ငိုက်နေကြပြီပေါ့အားလုံးအိမ်ငိုက်တယ်ကျမ်းစာမှာကြည့်တဲ့အခါမှာမိုက်တဲ့ဘု து သမီးပဲအိမ်ငိုက်တာမဟုတ်ဘူးပညာတတိတမာတတိရှိတဲ့ဘု து သမီး9ယောက်လည်းငိုက်တယ်10ယောက်စလုံးငိုက်တာအတူတူပဲဒါမဲ့ဒီမှာနှစ်ဖွဲ့ရှိတယ်စီအပြည့်နဲ့ငိုက်တဲ့တစ်ဖွဲ့နဲ့စီတစ်စက်မှမရှိတဲ့ငိုက်နေတဲ့ဖွဲ့နှစ်ဖွဲ့ရှိတယ်ဒါကြောင့်မလို့ပြောတာငိုက်တာချင်းအတူတူစီအပြည့်ဖြစ်ပြီးငိုက်ကြရအောင်အခုချိန်ကတော့ငိုက်မြည်တဲ့အချိန်ဖြစ်တယ်အမောင်မိုက်ဆုံးအချိန်ဖြစ်တယ်ကမ္ဘာလောကကြီးကနောက်ဆုံးတော့ကာလအချိန်ဖြစ်တယ်ညတကောင်အချိန်ဖြစ်တယ်အခုချိန်ကဒါပေမဲ့ဒီနေ့ကျွန်တော်တို့ကအချိန်ပြီးကျွန်တော်တို့ကမနှိုးကြပါဘူးမတက်ကြွပါဘူးဒါပေမဲ့အရေးကြီးတာကျွန်တော်တို့ထက်မှာစီရှိဖို့လိုတယ်အဲ့ဒီတော့ကျွန်တော်တို့ဒီမှာဘာတွေ့ရတယ်လဲဆိုတော့တန်းဆိုရင်စီဆိုတာဘာကိုပြောတာလဲစီဆိုတာဘာကိုပြောတာအဲ့ဒီပညာတတိရှိတဲ့သူတို့သမီး9ယောက်ကစီရှိတယ်မိုက်မဲတဲ့သူတို့သမီး9ယောက်က
သူတို့သမီး10ယောက်ကအတင်းတော်ပုံဆောင်တာပဲလေဒါဆိုရင်မိုက်တဲ့အတင်းတော်နဲ့ပညာရှိတဲ့အတင်းတော်နှစ်ပါးရှိဆိုတော့တွေ့ရတယ်အဲ့တော့သူတို့သားလာတဲ့အခါမှာ9ယောက်ကကြံခဲ့တယ်9ယောက်ကပါသွားတယ်ဘယ်သူကပေါ့စီရှိတဲ့ဘက်ကပါသွားတယ်စီမရှိတဲ့ဘက်ကကြံခဲ့တယ်အဲ့တော့ဒီနေ့ခမည်းကစီရှိတဲ့ခရိယာစီမရှိတဲ့ခရိယာဒါကိုမေးရမယ်မေးခွန်းဖြစ်တယ်ပြီးတော့စီဆိုတာဘာကိုပြောတာလဲဆိုတော့ကျမ်းစာမှာစီဆိုတာကမရှုပ်ပါဘူးရှင်းရှင်းလေးတန်ရှင်တော်ဝိညာဉ်တော်ကိုပြောခြင်းဖြစ်တယ်အဲ့တော့ဒီနေ့ကျွန်တော်တို့ရဲ့အတ္တထဲမှာတကယ်စီရှိပြီလားFO ဝါဒစာအခန်းကြီး1အငယ်73မှာအဖြေရှိပါတယ်နော်တင်တို့ဒီလေကေတင်တော်မူခြင်းအကြောင်းနဲ့ရှင်တော်အဗင်ဂေလိတရားတိကိုတော့ကမာတရားကိုကြားနာ၍ခရစ်တော်ကိုယုံကြည်ပြီးမှဂတိတော်နဲ့ရှင်တော်တန်ရှင်တော်ဝိညာဉ်တော်ဤတစိတ်ခတ်ခြင်းကိုခံရကြပြီဒီဝိညာဉ်တော်ကစီကိုပြောခြင်းဖြစ်တယ်အဲ့တော့ဒီနေ့ကျွန်တော်တို့ရဲ့အတ္တထဲမှာစီရှိတော့အတ္တဖြစ်ဖို့ကဒီမှာအချက်2ချက်3ချက်လောက်ရှိတယ်နံပါတ်1ဘာဖြစ်ဖို့လို့လဲဆိုတော့ဧဝံဂေလိသတင်းစကားတမန်တရားကိုကြားနာရမှာဖြစ်တယ်ကြားပြီးတော့မလုပ်ရမလဲဂတိတော်နဲ့ရှင်တော်ကြားနာ၍ခရစ်တော်ကိုယုံကြည်ပြီးမှယုံကြည်ရမှာဖြစ်တယ်နံပါတ်1ဆရာယုံကြည်တဲ့အခါမှာတန်ရှင်တော်ဝိညာဉ်တော်ဤတစိတ်ခတ်ခြင်းကိုခံရကြပြီအဲ့တော့ဧဝံဂေလိကိုကြားပြီလားကြားပြီတမန်တရားကိုကြားပြီလားကြားပြီခရစ်တော်ကိုယုံပြီလားယုံပြီဒါဆိုရင်တန်ရှင်တော်ဝိညာဉ်တော်ရဲ့တစိတ်ခတ်ခြင်းကခမည်းအထက်မှာရှိပြီးသားဖြစ်တယ်ဧဝံဂေလိလည်းမကြားဘူးယုံလည်းမယုံဘူးဆိုရင်တော့ဝိညာဉ်တော်ရဲ့တစိတ်ခတ်ခြင်းမရှိဘူးတချို့ကခရိယန်တော့ဟုတ်တယ်မိယိုဖလာခရိယန်ထုံတန်းစင်လာခရိယန်ဆိုတာရှိတယ်ကျွန်တော်တောင်ပေါ်ဒေသတွေမှာရွာတကြီးပြောင်းလေးနတ်ဆရာပြောင်းလေးအရွာလုံး automatic ခရိယန်ဖြစ်တယ်ဘာယေရှုအကြောင်းတီးတီးမတီးတီးတိတ်တော်ရလုံးခရိယန်ဖြစ်တယ်အဲ့ဒီလူတွေအားလုံးကောင်းကင်သွားတယ်လို့ပြောလို့မရဝိညာဉ်တော်ရဲ့တစိတ်ခတ်ခြင်းရှိတယ်လို့ပြောလို့မရဆရာကြီး David Livingstone အာဖရိကမှာသာသနာပြုတဲ့အခါသူကအဲ့ဒါလူရိုင်းခေါင်းဆောင်ကြီးနဲ့တွားတွေ့အဲ့တော့အဲ့ဒီလူရိုင်းခေါင်းဆောင်ကဘာပြောလဲဆိုတော့ဆရာတဲ့ဒီကျွန်တော်အုပ်ချုပ်တဲ့ဒေသမှာရှိတဲ့လူတွေအားလုံးခရိယန်ဖြစ်ခိုင်းစေချင်သလားတဲ့အဲ့ဒါနဲ့ဒေါက်တာ David Livingstone ကပြောတယ်ဖြစ်စေချင်ပါတယ်ဒါဆိုလွယ်တဲ့ဘာမှခက်ဘူးနင်ဘယ်လိုလုပ်ပါလဲဆိုတော့ကျွန်တော်တို့အားလုံးရွာသားတွေအားလုံးကိုခေါ်ပြီးတော့ကျွန်တော်အမိန့်ပေးမိတယ်သူတို့မင်းတို့ဒီနေ့ကနေစားပြီးတော့အားလုံးခရိယန်ဘာသာတဲ့ဝင်ကြမဝင်တဲ့လူကျင့်နေမိအားလုံးဝင်มาတေချာတယ်အဲ့ဒါဒေါက်တာယူဂီsorry အဲ့ဒီသာသနာပြုဆရာကြီးကပြောလဲဆိုတော့မလုံနဲ့ဒီလူတွေခရိယန်ဘာသာဝင်တာမဝင်တာအရေးမကြီးဘူးအရေးကြီးတာကတည်င်းကောင်းကိုကြားပြီးတော့ယုံကြည်ဖို့လိုတယ်အပေါ်ယံခရိယန်ဘာသာတဲ့ဝင်တာလားမလုံလောက်ဘူးပြောချင်တာဒါကြောင့်ခရိယန်တွေအားလုံးကကောင်းကင်တော့မှာမဟုတ်ဘူးစီရှိတဲ့ခရိယန်တွေကောင်းကင်တော့မှာဖြစ်တယ်အဲ့တော့စီဆိုတာဘာလဲတန်ရှင်တော်ဝိညာဉ်တော်ရဲ့တစိတ်ခတ်ခြင်းကိုပြောတာဖြစ်တယ်တည်င်းကောင်းကြားရမယ်ယုံကြည်ရမယ်ဒါဆိုရင်ဝိညာဉ်တော်ရဲ့တစိတ်ခတ်ခြင်းကျွန်တော်တို့ထဲမှာရှိမှာဖြစ်တယ်တိကောအခန်းကြီး6အငယ်19မှာလည်းပြောလဲဆိုတော့တင်တို့ကိုယ်ခန္ဓာတွေဘုရားသခင်ပေးသနာတော်မူတော့ဝိညာဉ်တော်ဒီကိုတော့တင်တို့အထဲထဲချိန်ဝေး၍တန်ရှင်တော်ဝိညာဉ်တော်ဤဗိမာန်ဖြစ်ကြောင်းကို၎င်းမိတို့ကိုမိမပိုင်ကြောင်းကို၎င်းမတိကြသလိုအဲ့တော့ကောရိန္သုအသင်းတို့အသင်းသားတွေကိုဘုရားသခင်ကပြောတယ်နော်ဒီမှာတမန်တော်ပေါလုကမင်းတို့အထဲမှာမင်းတို့ရဲ့ကိုယ်ခန္ဓာဒါထဲမှာတန်ရှင်တော်ဝိညာဉ်တော်ချိန်ဝတ်တာမင်းတို့သိရမယ်ဒါကတော့ဒါနံပါတ်1အဆင့်ဖြစ်ပါတယ်ပေါ့နော်ဒါနံပါတ်1အဆင့် C ကိုပြောတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကနံပါတ်1အဆင့်ပြီးတဲ့အခါမှာနောက်တစ်ခုကဘာလဲဆိုတော့ဒါကတော့ C ရှိတော့အသက်တာကိုပြောတာဖြစ်တယ်နောက်တစ်ခုကတော့ C နဲ့ပြေဝတော့အသက်တာ C ရှိတာနဲ့ C ပြေဝတာမတူဘူး C ရှိတယ်ဆိုတာက C ဒီပလင်းထဲမှာ C ကဘယ်လိုပြောမလဲသုံးပုံတစ်ပုံလည်းရှိတာဖြစ်နေတယ်နော်တစ်ဆက်တည်းရှိတာလည်းဖြစ်နေတယ်ပလင်းအပြည့်ရှိတာလည်းဖြစ်နေတယ်အဲ့တော့ကျမ်းစာကဒီနေ့ကျွန်တော်တို့ကိုစီရှိတော့အတ္တတာဖြစ်ဖို့တောင်းဆိုတယ်
စီရှိတော့အသက်တာကတော့ကျွန်တော်တို့ကေတင်ချစ်တဲ့လုံလောက်သွားပြီစီနေနေပဲရှိများများပဲရှိတိအထက်တာတော့မှဝိညာဉ်တော်ကျင့်ဝတ်ရည်ဟာဘုရားနဲ့ကောင်းကင်ဘုံနဲ့ဆိုင်တော်သူဖြစ်တယ်ယေရှုခရစ်တော်ကိုယုံကြည်တယ်ဆိုကျွန်တော်တို့မှာစီရှိပြီးသားဖြစ်တယ်ဒါနံပါတ်1ချက်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကစီရှိယုံနဲ့မလုံလောက်စီနဲ့ပြည့်ဝတော့အသက်တာဖြစ်ဖို့လဲလိုသေးတယ်အဲ့တော့စီရှိတော့အသက်တာနဲ့စီပြည့်ဝတော့အသက်တာကဘာနဲ့တူလဲဆိုတော့စီရှိတော့အသက်တာဆိုတာကကျွန်တော်တို့ရေတောက်လိုက်တဲ့အခါမှာရေကကျွန်တော်တို့ရပိတ်ထဲရောက်သွားတာအဲ့ဒါစီရှိတော့အသက်တာဖြစ်တယ်စီနဲ့ပြေဝတော့အသက်တာဆိုတာကရေတောက်ပြီးတော့ပိုက်ထဲမှာရေရှိုံတာမကကိုကရေကန်ထဲမှာခုန်ချတော့အသက်တာကိုပြောတာဖြစ်တယ်အဲ့ချိန်မှာရေကကိုယ့်ထဲမှာရှိသလိုကိုကလည်းရေထဲမှာရောက်သွားတာအဲ့တော့ဒီနေ့ကျွန်တော်တို့တန်ရှင်တော်ဝိညာဉ်တော်ကျွန်တော်တို့အထက်မှာကျင့်ဝတ်ယုံတဲ့မလုံလောက်ကျွန်တော်တို့ကိုယ်တိုင်ကတန်ရှင်တော်ဝိညာဉ်တော်ရဲ့အုပ်စိုးမှုအထက်မှာအသက်ရှင်တော်အသက်တာဖြစ်ဖို့မြတ်တမအရေးကြီးတာဖြစ်တယ်ဒီနေ့ယေရှုကိုယုံကြည်ရဲ့သားနဲ့ဘာကြောင့်အရက်မပြတ်နိုင်တာလဲတခင်ယေရှုကိုယုံကြည်ရဲ့သားနဲ့ဘာကြောင့်ဇနီးမောင်နှံနဲ့ခဏခဏစကားများရန်တွေ့ပြီးတော့အိမ်ထောင်တွေ꿰ကြတာလေအဖြေကတန်ရှင်တော်ဝိညာဉ်တော်ရှိပေမဲ့ဝိညာဉ်တော်နဲ့မပြေဝတော့ကြောင့်ဖြစ်တယ်တခါတော့လေရင်ပေါ်မှာဒေါက်တာဘီလီဂရဟမ်ကဘာပတ်ပြီးတရားဟောတော့သူ့ရဲ့တရားနာပရိသတ်နဲ့လေရင်ပေါ်မှာတွေ့လေရင်ပေါ်မှာအဲ့ဒီသူ့ရဲ့တရားနာပရိသတ်ကဖြစ်ချင်တာအရက်သမားကြီးဖြစ်အရက်မူးနေကွာလေရင်ပေါ်မှာအရက်မူးဒီပေါ်အဲ့တော့တရားဟောဆရာချင်းနဲ့တွေ့တော့အရန်ပြော်သွားတယ်အရက်မူးနေပြောတယ် Are you Dr. Peter Graham အဲ့လိုပြောတယ်အဲ့ဒါနဲ့အဲ့ဒီတရားဟောဆရာကြီး Yes sure I am Oh thank you sir I'm so encouraged by your very special summons အဲ့လိုပြောရန်ကျေးဇူးတင်တယ်ဆရာဆရာတရားဟောတာရန်ဟောရကျေးဇူးတင်တယ်ဆိုတော့သွားတယ်ဟောရတဲ့လူပဲလည်းတစ်ချိန်လုံးမူးတယ်ပြောချင်တာကဒီနေ့ကျွန်တော်တို့ယေရှုကိုယုံကြည်တော်ညာလည်းပဲဖျားသားသမီးဖြစ်တော်ညာလည်းပဲဇာတိပဂတိကနဲ့မလွတ်မြောက်နိုင်တဲ့အတက်တာတွေအများကြီးရှိတယ်။ဘာကြောင့်လဲဆိုတော့ဝိညာဉ်တော်ကျွန်တော်တို့အထက်မှာကျင်းမှုပဲမဲ့ဝိညာဉ်တော်ရဲ့ထိန်ချုံမအောက်မှာကျွန်တော်အသက်မရှိဘူး။ဝိညာဉ်တော်ကရှိတော့ရှိပေမဲ့သူ့ဟာသူကြောင်းမှာအေးဆေးနေတယ်။ဘာကျွန်တော်သူ့အခွင့်မပေးဘူး။ခရစ်တော်ကကျွန်တော်ရဲ့ condition ဖြစ်တယ်။ဒါပေမဲ့ကျွန်တော်ရဲ့ဘုရင်တော့မဟုတ်ဘူး။အဲ့လိုမျိုးပေါ့ပြောချင်တယ်။တကယ်တော့ကျွန်တော်တို့ရဲ့အသက်တာထဲမှာယေရှုခရစ်တော်ကကျွန်တော်တို့ရဲ့ condition ဖြစ်ုံနဲ့မလုံလောက်ဘူး။ယေရှုခရစ်တော်ကကျွန်တော်တို့ရဲ့ဘုရင်ဖြစ်ရမယ်။ Jesus Christ should be your king in every day of your life, not just savior from sin. အဲ့တော့ယေရှုကကျွန်တော်တို့ကိုအတင်းသမလာအုပ်ချုပ်တာမဟုတ်ဘူး။ကျွန်တော်တို့ကိုယ်တိုင်ဆန္ဒရှိစွာကိုတော့ကျွန်တော်ရဲ့အသက်တာတားရဲ့အသက်တာသမီးရဲ့အသက်တာကိုတော့အသုံးပြုပါပုံသွင်းပါကိုတော့ရဲ့အလိုတော်အတိုင်းအသက်ရှင်ပြရစေ။ကျွန်တော်တို့ကလည်းလူလားဆိုတာဆက်ကလာတဲ့အခါအနန္တလာတဲ့အခါမှာဝိညာဉ်တော်ကကျွန်တော်တို့ကိုအုပ်ချုပ်လာမှာဖြစ်တယ်။ဝိညာဉ်တော်အုပ်ချုပ်လာတဲ့အခါဝိညာဉ်တော်ရဲ့လွန်မှုကျွန်တော်တို့မှာပြေးသွားအဲ့ဒါစီနဲ့ပြေးသွားဆိုတာကိုပြောတာဖြစ်တယ်။အဲ့ဒါလိုလေကျွန်တော်တို့တကယ်ကျွန်တော်တို့ယုံကြည်သူရဲ့အသက်တာထဲမှာဝိညာဉ်တော်ကျင့်ဝတ်ယုံတဲ့ဘလုံးကဝိညာဉ်တော်နဲ့ပြေးသွားဖို့လိုတယ်။ဝိညာဉ်တော်နဲ့ပြေးသွားလာတဲ့လူဝိညာဉ်တော်နဲ့ပြေးသွားလာတဲ့အခါမှာလောကအရာတွေကကျွန်တော်တို့ကိုလာပြီးတော့မှလွန်မုံလို့မရတော့အခက်ခဲကြမှာကျေးဇူးတော်ချီးမွမ်းနိုင်တယ်ဆိုတာဝိညာဉ်တော်နဲ့ပြေဝမှလုပ်လို့ရတဲ့ကိစ္စဖြစ်တယ်။ဘုရားကိုချစ်တယ်ဘလောက်ပြောလက်ဖက်ရည်ဆိုင်မှာကျေးဇူးတော်တော့မှမချီးမွမ်းရတဲ့အသက်တာကအဲ့ဒါဝိညာဉ်တော်နဲ့ပြေဝတာမဟုတ်ဘူး။ယေရှုအကြောင်းပြောဖို့ရှက်နေတယ်။နော်ကျွန်တော်ခရစ်ယာန်မှာယုံကြည်သူပါဘုရားပြောဖို့ရှက်နေတယ်။နော်လူเจ้าမှာဆုတောင်းဖို့ရှက်တယ်။ယေရှုအတွက်ရှက်နေတယ်နော်။ဆိုရင်အဲ့ဒါဝိညာဉ်တော်မပြေဝဘူးဆိုအဲ့ဒါကိုပြောတာဖြစ်တယ်။ပြဿနာလေးနည်းနည်းကြုံလာတဲ့စီစဲတက်လာပြီဆိုတာနဲ့တခါတည်းအိမ်မရနော်စိတ်ဒီပူပန်ပြီးတော့မှကြောင်၆ချဖြစ်တာအဲ့ဒါဝိညာဉ်တော်နဲ့ပြေဝတော့အသက်တာပေါ့ဝိညာဉ်တော်နဲ့ပြေဝတော့အသက်တာဆိုတာကသခင်ယေရှုခရစ်တော်ရဲ့တော့မုန်တိုင်းကြားမှာညီဝတ်စွာအိပ်ပျော်တော့အသက်တာဖြစ်တယ်ဘုရားကအဲ့ဒါမျိုးအသက်တာကျွန်တော်တို့ကိုပေးချင်တာ
ကျွန်တော်တို့တချင်းဆိုတယ်ဒီဆိုတချင်းတစ်ပုတ်ရှိတယ်မောကွာကွာရိုးချင်ရဲ့အာကကချမအင်းဖြိုလာငိုကောင်းကင်ဘုံရောက်အရန်ပြောမဟုတ်ဘူးကောင်းကင်ဘုံရောက်မှမဟုတ်ခင်ဗျဒီနေ့ပြောလို့ရတယ် you can enjoy this day နေ့ရက်တိုင်းဒီဘုရားသခင်စီရင်တော်နေ့ဖြစ်အတွေ့အကြုံမလို့နေ့ရက်တိုင်းဝမ်းမြောက်ကြစို့ကျွန်တော်တို့ဝမ်းမြောက်တော့အသက်တာဖြစ်ဖို့ငြိမ်သက်ခြင်းနဲ့ပြေဝတော့အသက်တာဖြစ်တည်ပြီးကောင်းကင်ရောက်တဲ့ထိုင်ဆောင်နေရမှာလို့ဝမ်းမြောက်ခြင်းအရှင်ကခင်ဗျားထဲမှာရှိပြီးသားဖြစ်တယ်တန်ရှင်တော်ဝိညာဉ်တော်တည်ဖို့တော့စုကြည်စုတန်ရှင်တော်ဝိညာဉ်တော်ရဲ့အတီး၉မျိုးထဲမှာဝမ်းမြောက်ခြင်းလည်းပါချစ်ခြင်းငြိမ်သက်ခြင်းအလုံးပါပြီးသားဖြစ်တယ်အဲ့တော့ဒီငြိမ်သက်ခြင်းအရှင်ဝမ်းမြောက်ခြင်းအရှင်ချစ်ခြင်းမြတ်တာအရှင်တန်ရှင်တော်ဝိညာဉ်တော်ကဒီအထဲမှာအသက်ရှင်နေပါတယ်ဆိုပြီးတော့ဘာကြောင့်ဝမ်းမမြောက်နိုင်လဲဘာကြောင့်ကျွန်တော်တို့မချစ်နိုင်လဲဘာကြောင့်ခွင့်မလွတ်နိုင်လဲဘာကြောင့်တစ်ချိန်လုံးကြောက်နေတာဝိညာဉ်တော်နဲ့မပြေဝတော့ကြောင့်ဖြစ်တယ်ဒါကြောင့်ကျမ်းစာကကျွန်တော်တို့ကိုစီရှိသောအသက်တာဖြစ်ဖို့ပဲတောင်းဆိုတာပေါ့စီနဲ့ပြေဝတော့အသက်တာဝိညာဉ်တော်နဲ့ပြေဝတော့အသက်တာဖြစ်ဖို့အတွက်တောင်းဆိုတာဖြစ်တယ်ကျွန်တော်တို့ဝိညာဉ်တော်နဲ့ပြေဝလာတဲ့အခါမှာဘာတွေဖြစ်လာတယ်လဲဝိညာဉ်တော်နဲ့ကျွန်တော်တို့ပြေဝဖို့အတွက်ကျွန်တော်တို့ဘာလုပ်ဖို့လိုလဲဆိုတော့ဆုတောင်းရမယ်ဆုတောင်းပြီးတော့အသက်တာကဘယ်တော့မှဝိညာဉ်တော်နဲ့ပြေဝလာမှာမဟုတ်ဆုတောင်းခြင်းနဲ့ဝိညာဉ်တော်နဲ့ပြေဝခြင်းကခွဲခွာလို့မရဘူးနော်ကျွန်တော်တမန်တော်အခန်းကြီး၄အငယ်31မှာကြည့်ရအောင်ထိုတို့ဆုတောင်းပတ္ထနာပြုပြီးမှစုဝေတော်အယက်တည်တုံလုံး၍ထိုသူအပေါင်းတို့သည်တန်ရှင်တော်ဝိညာဉ်တော်နှင့်ပြည့်တဲ့ဖြင့်ဘုရားသခင်နှုတ်ကပတ်တရားတော်ကိုရေးရင်းစွာဟောပြောကြ၏အဲ့ဒါပဲဆုတောင်းခြင်းတော့မှဝိညာဉ်တော်ပြေဝခြင်းလိုက်တာဝိညာဉ်တော်ပြေဝခြင်းတော့မှနှုတ်ကပတ်တော်ကိုရေးရင်းစွာဟောပြောခြင်းပါနှုတ်ကဝိညာဉ်တော်နဲ့ပြေဝတဲ့အသက်တာကတရားမဟောရင်မနေနိုင်ဘူးသူကယေရှုအကြောင်းမပြောရင်မနေနိုင်ဘူးသူကဘုရားကောင်းမြတ်ကြောင်းအရင်ပြောချင်တာသူကဒီနေ့ကျွန်တော်တို့ယေရှုအကြောင်းပြောချင်တဲ့စိတ်ကိုမှမရှိဘူးဆိုအဲ့ဒါကိုမှဝိညာဉ်တော်မပြေဝလို့ဖြစ်တယ်။ဘာကြောင့်ဝိညာဉ်တော်မပြေဝလို့ဆိုတော့ဆုမတောင်းလို့ဖြစ်တယ်။ဘုရားတဲ့အချိန်ယူတာအားနေလို့ဖြစ်တယ်။တခါလေကျွန်တော်ဒီမှာကျမ်းစာလာတဲ့တခါလေကျွန်တော်ဆုတောင်းပြတဲ့အချိန်ဆုတောင်းအရင်အားနေတဲ့ကိုယ့်ကိုအချောင်ကိုတဲ့အချိန်တွေလည်းရှိတယ်။အဲ့ချိန်မှာလေစတင်းအရင်ပြင်းလာတယ်သိလား။ဟိုကျောင်းသားတွေအိမ်ငိုက်လာမယ်ပြောတဲ့ဆရာကိုလည်းပြင်းနေတာ။ဘာလို့ဝိညာဉ်တော်မပြေဝတဲ့နေ့ကအိမ်ငိုက်တဲ့နေ့ပဲဝိညာဉ်တော်မပြေဝတဲ့နေ့ကကျွန်တော်ကျမ်းစာတင်တဲ့ကျောင်းသားတွေအိမ်ငိုက်တဲ့နေ့ပဲဒါပေမဲ့ဝိညာဉ်တော်ပြေဝတဲ့နေ့ကတော့ဆရာအချိန်ချုံနေပြီစင်ကားကတော့ဒီမှာပြောလို့ကောင်းလို့ပဲရှိတယ်တင်လို့ကောင်းလို့ပဲရှိတယ်တင်လေပြောလေတင်လေအတင်တော့အရာဖွင့်ပြဖို့ရှိတယ်လေကျွန်တော်တို့ကိုစာတင်ပေးတဲ့ကျောင်းဆရာတယောက်ကပြောတယ်သူတဲ့ကျောင်းသားတွေတဲ့သူချမ်းသာတင်တဲ့အခါမှာကျောင်းသားတွေအရင်အိမ်ငိုက်တယ်အဲ့ဒါတဲ့လူတွေကသူ့ကိုမေးတယ်ဆရာတဲ့ဆရာချမ်းသာတင်တဲ့အခါမှာကျောင်းသားတွေအရင်အိမ်ငိုက်တယ်ဆိုတော့ဆရာစိတ်မဆိုးဘူးလားအဲ့ဆရာပြောတယ်မဆိုးဘူးတဲ့ဘာကြောင့်လဲကျောင်းသားတွေမပြောနေကျွန်တော်တော်မှစာတင်ဆိုင်တင်ရဲခါလေအိတ်သွားတာအဲ့ဒါဝိညာဉ်တော်နဲ့မပြေဝလို့ဖြစ်တယ်ချမ်းသာတင်တဲ့ဆရာကိုလည်းအိတ်သွားတယ်ဆိုတာအဲ့ဒါဝိညာဉ်တော်နဲ့မပြေဝလို့ဖြစ်တယ်ဝိညာဉ်တော်နဲ့ပြေဝလေလေဝိညာဉ်တော်နဲ့ပြေဝတဲ့လက္ခဏာကနှုတ်ကပတ်တော်ကိုမပြောဘဲနဲ့မနေတာပြောချင်နှလုံးသားထဲမှာမီးတောင်ပေါက်ကွဲသလိုမီးလောင်လို့စိတ်ထဲမှာခံစားရဝိညာဉ်တော်ပြေဝတာဝိညာဉ်တော်မပြေဝရတော့ဒီမှာရေခဲသုံးကြီးထိထားလို့ဆရာတရားဟောပဲစားမအားနေဘူးကပ္ပပေါ်မှာဝိညာဉ်တော်မပြေဝဘူးဆိုတော့မလုပ်ချင်ဆုံးအလုပ်ကတရားဟောတဲ့အလုပ်ပဲဖြစ်တယ်။ဒါပေမဲ့ဝိညာဉ်တော်နဲ့ပြေဝရင်တော့တရားဟောဆိုဘယ်လောက်ဝေလာချင်တယ်။အဲ့တော့ဒီနေ့ကျွန်တော်တို့ယုံကြည်သူတိုင်းဝိညာဉ်တော်နဲ့ပြေဝဖို့လိုပါတယ်။အဲ့တော့ကျွန်တော်ဘာလုပ်ရမလဲဆိုတော့ဆုတောင်းရမယ်။လုကာအခန်းကြီး7အငယ်73တစ်ချက်ပတ်ချင်တယ်။တင်တို့ဒီအဆိုးဖြစ်တဲ့ပြည်ကိုသားတို့အားကောင်းသောအရာကိုပေးတတ်လေထိုမြမကကောင်းကင်ဘုံ၌ရှိသောတင်တို့အဘတွေဆုတောင်းတော်သူတို့အားတန်ရှင်တော်ဝိညာဉ်တော်ကိုအာ၍ပေးတော်မူမည်မဟုတ်လောဒီမှာဘာပြောလဲဆိုဆုတောင်းတော်သူတို့အားတန်ရှင်တော်ဝိညာဉ်တော်ကိုပေးမယ်မပြောတာ၍ပေးမယ်တာ၍ special ကျွန်တော်တို့ယထာစီ ordinary class upper class ဆိုရှိတယ်
ဒါမှ upper class ဝိညာဉ်ရေးမှာ upper class ဆိုတာရှိဆုတောင်းပြင်းတော့ယေရှုကိုယုံကြည်တယ်မိမိကယ်တင်ပဲရှင်ပဲလက်ခံတယ်ဒါပေမဲ့ဆုတောင်းပြင်းတယ်အဲ့ဒါ ordinary class ယေရှုကိုယုံကြည်ယုံနဲ့မပြီးဘူးတကယ်စူးစမ်းပြီးတော့နေ့တိုင်းဆက်ကပ်ပြီးတော့အသက်ရှင်တယ်အဲ့ဒါ upper class အဲ့တော့ကျွန်တော်ခွဲချတော့ကျန်လာခွဲထားတာဘာကြောင့်ဆိုတော့ဒီမှာဆုတောင်းတော့သူတို့အသက်ရှင်တော်ဝိညာဉ်တော်ကိုတာ၍ပေးမယ်လို့ပြောထားတာဆုမတောင်းရင်ရောဆုမတောင်းရင်လည်းယုံကြည်ခြင်းပဲဘုရားကဝိညာဉ်တော်ခင်ဗျားကိုထာဝရအတွက်အပိုင်ပေးထားတာဖြစ်တယ်ခင်ဗျားဝိညာဉ်တော်ရဲ့စိတ်ခတ်ခြင်းခံရပြီးတာဖြစ်တယ်ယုံကြည်ခြင်းဖြစ်ဒါပေမဲ့ဆုတောင်းတော့အခါတာ၍ပြီးတယ်အဲ့တော့တာ၍ဆိုတဲ့အတိတ်တွေကဘာအတိတ်ပဲလဲဆိုတော့ဝိညာဉ်တော်ကတယောက်မှာပူရှိပြီးတော့တယောက်မှာကျတော့နေနေပဲရှိအဲ့လိုဖြစ်နေတယ်ဥမာလေဆိုတာကအတူတူပဲဒီအခန်းထဲမှာလေကနေရာတကာရှိဒါပေမဲ့အဲ့ဒီ air conditioner မှာထိုင်တဲ့လူကပူအေးတယ်လေရဲ့စွမ်းအားပူခံစားရတယ်ပြောချင်တာကခင်ဗျားဆုတောင်းနေဖြစ်စေမတောင်းနေဖြစ်စေဝိညာဉ်တော်ခင်ဗျားထဲမှာချိန်ခွင့်နေတယ်ဒါပေမဲ့ဆုတောင်းတဲ့လူကဝိညာဉ်တော်ရဲ့လှုပ်ရှားမှုပူခံစားရတယ်ဒါပဲကွာဒါကြောင့်မလို့ကျွန်တော်ကပေးတော့ပေါ့နော်ဟိုမှာ coffee ဆိုင်သွားတယ်ဆိုလဲ air conditioner တိတ်မှာပဲသွားထိုင်တာများတယ်ဒါကမှပူအေးတော့အဲ့တော့ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာဆုတောင်းတော့အသက်တာကဝိညာဉ်တော်ရဲ့တကူဝိညာဉ်တော်ရဲ့မဆာချက်ပူပြီးတော့ခံစားရတာဖြစ်တယ်အဲ့ဒါကြောင့်မလို့နံပါတ်1အဲ့ဒါကျွန်တော်တို့လိုပါတယ်ပြီးတော့မှနောက်တစ်ချက်ပေါ့နော် FO ဝါဒစာအခန်းကြီး9အငယ်18မှာတမန်တော်ပေါလုကပြောထားတယ်နော်လွန်ကျိုးစေတတ်သောစပိယင်နဲ့ရစ်မိုးခြင်းကိုရှောင်၍ဝိညာဉ်တော်နဲ့ပြည့်စုံလျက်ရှိကြလော့ filled with the Holy Spirit စပိယင်နဲ့မိုးခြင်းကိုရှောင်ပြီးတော့ဝိညာဉ်တော်နဲ့ပြည့်ဝကြလော့အဲ့ဒါအမိန့်ဖြစ်တယ်ဒါရတယ်ဟိုဘော it is not option it is command is compulsory not voluntary ဝိညာဉ်တော်နဲ့ပြည့်ဝဖို့တောင်းဆိုတယ်။ဘာကြောင့်လဲဆိုတော့ဒီနေ့ကျွန်တော်တို့ရဲ့တတ်တာထဲမှာကားထဲမှာစီအပြည့်ရှိမှဒီကားမိုင်ပေါင်းများစွာမောင်းနိုင်မှာဖြစ်တယ်။စီလည်းသစွန်းချိတ်ပြီးတော့မောင်းကြည့်ပါလားဒီကား။အေးကွက်လည်းဖွင့်လာတဲ့ပုံပြီ။ဒီမနေ့စီသွားထည့်တာဟုတ်။9000ဘိုးပဲထည့်ပြီးလေးပုံတစ်ပုံစာလောက်ပဲရှိတယ်ကမပြည့်ဘူးစီမပြည့်ဘူးပြည့်ဖို့တော့နောက်တစ်ခေါက်သွားထည့်ရအောင်မှာအဲ့လိုပဲဝိညာဉ်တော်နဲ့ပြည့်ဝတော့အသက်တာဆိုတာကတစ်ခါဆုတောင်းတာနဲ့ပြည့်ဝမှာမဟုတ်ဘူးနေ့တိုင်းတောင်းရတယ်ဒီနေ့စီထည့်ထားတာကဒီနေ့အတွက်ပဲဒီတစ်ပတ်အတွက်ပဲနောက်ပတ်အတွက်မပါနောက်လအတွက်မပါနောက်လအတွက်ကနောက်လထပ်ထည့်ရမှာဒီကားမောင်းနေတဲ့ရွေးကတော့စီကထည့်နေရအောင်ပဲဖြစ်တယ်အဲ့ဒါလိုပဲဒီနေ့ကျွန်တော်တို့ယုံကြည်လို့ဖျားသားသမီးတွေကျွန်တော်တို့လည်းစီနေ့တိုင်းထည့်ရကျွန်တော်ပြင်မှာသွားစီတော့ထည့်ပဲလေခမရဲ့ဆုတောင်းကခမစီထည့်တဲ့နေရာဖြစ်တယ်ခမမနဲ့စောစောထပြီးတော့မှညအချိန်မှာဒူးထောင်းပြီးတော့ဖျားနဲ့စကားပြောတဲ့ချိန်ကခမစီထည့်နေတဲ့အချိန်ဖြစ်တယ်စီအပြည့်ထည့်တော့အသက်တာကအဲကွက်လည်းဖွင့်လို့ရတယ်တောင်ပေါ်လည်းတက်လို့ရတယ်အဲ့ဒီကားဒီနေ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာစီရှိုံနဲ့မပြည့်ဘူးစီပြီးတော့အသက်တာဖြစ်ဖို့လိုတယ်ကျွန်တော်တို့ရဲ့မိသားတိုင်ခွဲမှာတန်ရှင်တော်ဝိညာဉ်တော်စီဆိုတာကအဲ့ဒီမိသားတိုင်ကဖူးဆိုတဲ့နေရာမှာအမြဲတမ်းပြနေဖို့အရေးကြီးတယ်နည်းနည်းရော့လာပြီဆိုတော့ဒူထောင်းတော့ဒီဆိုစကစီကဟုတ်တယ်လေစားထဲတော့ဟိုအဆုံးတိပြတယ်လေဒါပေမဲ့တရက်နှစ်ရက်လောက်မောင်းလိုက်ဆိုတော့ဖြီးကြတယ်ဟို3ရက်လောက်ရောက်တယ်နောက်ဆိုကျွန်တော်ဖုန်းမှာတော့မှအနီရောင်အဆင့်အဝါရောင်အဆင့်အစိမ်းရောင်အဆင့်ဆိုတော့ရှိတယ်လေအစိမ်းရောင်ဆိုကောင်းနေတယ်အဝါရောင်ဆိုတတိထားတော့အနီရောင်အဆင့်ဆိုမတုံးနေတော့နင်းဖုန်းမှာပြတ်သွားလိမ့်မယ်တကားလေဘက်ထရီပါကြွသွားလိမ့်မယ်စောစောစီစီပြောချင်တာကဟိုအနီရောင်အဆင့်မပြခင်မှာကျွန်တော်ကြိုတင်ချာကျင်တွင်းရတယ်အဲ့လိုပဲကျွန်တော်တို့ရဲ့ဝိညာဉ်ရဲ့အသက်တာမှာလည်းပဲကျွန်တော်တို့ကဝိညာဉ်တော်နဲ့အစဉ်ပြေဝဖို့ကျွန်တော်တို့လိုအပ်တယ်။ဘာကြောင့်ခရိယန်တွေဖြစ်ပြီးတော့အိမ်ထောင်တွေပြိုကွဲသွားတယ်လဲ။ခရိယန်တွေဖြစ်ပြီးတော့ဘာကြောင့်ဒုစရိုက်ထဲကျဆင်းသွားတယ်လဲ။ခုနပြောတဲ့သူတို့ရဲ့အရှင်တော်ဝိညာဉ်တော်မိသားကလည်းဟိုအနီရောင်အဆင့်မှာရောက်နေပြီလေ။အနီရောင်အဆင့်ရောက်လာတော့ခဏဖြစ်နေပြီလုံးဝကိုဒေါင်းသွားတာ။အဲ့လိုနောက်ဆုံးမှသူ့ဖုန်းဘက်ထရီပါကြွတော့ရတာ။အဲ့ဒါတော့တတိထားရမှာဖြစ်တယ်။ပြီးတော့မှဒီမှာFA ဝါဒစာအခန်းကြီး9အငယ်18မှာလွန်ကျိုးစေတတ်သောစပိယနဲ့ရည်မှုချင်းကိုရှောင်၍ဝိညာဉ်တော်နဲ့ပြည့်စုံလက်ရှိကြလောပြောတော့ကဝ
ဝိညာဉ်တော်နဲ့ပြေဝခြင်းနဲ့စပြည့်ရည်နဲ့ရစ်မှုခြင်းနိုင်လာတာတော့ဘာကြောင့်စပြည့်ရည်နဲ့ရစ်မှုတော့အသက်တာကဘယ်လိုမျိုးအသက်တာလဲဆိုတော့ဝိညာဉ်တော်နဲ့ပြေဝခြင်းနဲ့တူတယ်သူကဘာစပြည့်ရည်နဲ့မူးတာတော့မကောင်းဘူးဒါပေမဲ့ဝိညာဉ်တော်ပြေဝခြင်းနဲ့စပြည့်ရည်ရစ်မှုခြင်းအတူဘာတူတယ်လဲဆိုလူကလေစပြည့်ရည်မူးလာတယ်အရင်စကားပြောလာတယ်အရင်ရေမောလာတယ်အရင်ပျော်ရွှင်လာတယ်သူကအရင်ကိုလူက relax ဖြစ်လာတယ်တတိလည်းရှိလာတယ်တခါတော့ရွာတီရွာမှာကျွန်တော်တို့ဒီတောက်တာအောင်မန်းတစ်ခေါက်ပြောပြတယ်ညတကောင်ကြီးပါတဲ့မိုင်းတော့ထွေးဆိုပြီးတော့လိုက်စိန်ခေါ်တဲ့လူတယောက်ရှိတယ်ဒီအတန်တစ်ခါမှမကြားဘူးပါဘူးဆိုတော့ထွေးကြည့်လိုက်တော့အဲ့ဒီရွာကတကယ်ငကြောက်ကဲရှစ်အရင်ကြောက်တဲ့ဘုရားကျောင်းလာရင်တော့ဟိုးကျောင်းမှာပဲတိုးတဲ့တယောက်ဖြစ်တယ်ရကြောက်တဲ့ဖြစ်ချင်တော့အဲ့ဒီတည်းကဟိုဘလူဖြစ်တော့ဘသူကသူ့အရက်သွားတိုက်လိုက်လို့မတော့မှအရက်မူပဲတောင်းကြတယ်တရားလိုက်စိန်ခေါ်တယ်အော်လောတာဟာဒီဘလူဖြစ်သွားတယ်အရင်တက်တိရှိသွားတယ်ဟုတ်တယ်ဝိညာဉ်တော်နဲ့ပြေးဝလာတဲ့အခါမှာအော်ဒီလူကအရင်ရှက်တယ်အရင်ကြောက်တတ်တယ်ပြောတယ်သူကပလင်ပေါ်တက်လာပြီးတော့တက်ခံလာတယ်ဘုရားကြောင့်ကောင်းမြတ်ကြောင့်ပြောလာလိမ့်မယ်ဘုရားကိုချီးမွမ်းလာလိမ့်မယ်ဆုတောင်းတက်လာလိမ့်မယ်ကျမ်းစာဖတ်တဲ့အခါမှာပူနာလေလာလိမ့်မယ်အေဗင်ဂေလိဟောတဲ့အခါမှာပူပြီးတော့ဟောတက်လာလိမ့်မယ်စကားအရင်ချစ်တဲ့လူတွေစကားမချစ်ပဲနဲ့စက်တနတ်သူပြောလာလိမ့်မယ်ဒါကဝိညာဉ်တော်ရဲ့ဒီကိုဖြစ်ဒါကြောင့်ဝိညာဉ်တော်နဲ့ပြေးဝလာတဲ့အခါမှာဒီနေ့ကျွန်တော်တို့မှာအထူးခြားဆုံးအရာကတော့ဂလာတိဩဝါဒစာမှာပေါ်ပြတဲ့ချစ်ခြင်းဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းကာမဂုဏ်ချုပ်တည်ခြင်းစိတ်ရှည်ခြင်းနူးညံ့တိမ်မွေ့ခြင်းဒီအရာတွေကကျွန်တော်တို့အသက်တာထဲမှာတိတိတာကြီးတိုးပွားလာမှာဖြစ်ပါတယ်အဲ့ဒီတော့ဒီနေ့ကျွန်တော်အားပေးချင်ပါတယ်အခုချိန်မှာကျွန်တော်တရားဟောလည်းမကြပြောပါတယ်အခုချိန်မှာလေလူတွေကnormalမဟုတ်ဘူးနော်လူတွေကထစ်တဲ့ဆိုတတ်နေဖြတ်နေခုတ်နေချစ်နေပါပါလေးနေဖြစ်နေတာအခုကလုံးဝအမှန်မကန်ဘာလို့လူတွေကစိတ်ဖိစီးမှုတွေအများများတယ် worry တွေအများများ stress အများများတယ်ဒီတွေကကောင်းတာမရှိဘူးမိုးလင်းလာတဲ့မိုးချောက်တဲ့အထိကျွန်တော်တို့ကြားရတဲ့အရာမြင်နေရတဲ့အရာတွေကကျွန်တော်တို့ကိုဆွဲတင်တာမရှိဆွဲကြတာပဲရှိမပြောတခါလေကျွန်တော်ကိုယ်တိုင်ကဘာကြီးကပြက်တော့မလားပေါ့နော်ဒါကလေလောကကြီးမှာနေချင်တဲ့စိတ်တော်ကတိတ်မရှိဘူးဟိုကိုပဲသွားချင်တဲ့စိတ်ကပုံများလာတယ်ခါလေဩဒီကဘာကြီးကဘာဖြစ်ကုန်ဒါပေမဲ့ဝိညာဉ်တော်နဲ့ပြေဝတော့အသက်တာမှာကျွန်တော်အခြေအနေဘယ်လောက်ဆိုးပါစေဝမ်းမြောက်နိုင်တော့အသက်တာဖြစ်တယ်ငြိမ်သက်ခြင်းရှိတော့အသက်တာဖြစ်တယ်ဒီနေ့တင့်ရဲ့ဝမ်းမြောက်ခြင်းကအရေးကြီးပါတယ်ဒီဝမ်းမြောက်တဲ့အခါမှာတင့်တငယ်ချင်းလည်းဝမ်းမြောက်မှာဖြစ်တယ်ဝမ်းမြောက်ခြင်းဒီနေ့ကျွန်တော်တို့ဘုရားအတွက်တက်တယ်လည်းဖြစ်ပါတယ်ဒါကြောင့်မလို့အဆုံးအနေနဲ့ကျွန်တော်အားပေးချင်ပါတယ်မှန်ပါတယ်ဒီနေ့ကျွန်တော်တို့ကယေရှုခရစ်တော်ကိုယုံကြည်တော်သူတိုင်းကတော့ဝိညာဉ်တော်ရဲ့တစိတ်ခတ်ခြင်းဝိညာဉ်တော်ဒီကိုတော့စီကကျွန်တော်တို့အထက်မှာရှိပြီးသားဖြစ်ပါတယ်တို့အားလာရင်ကြံတဲ့အထက်မှာတော့ခမည်းပါမှာမဟုတ်ဘူးဒါပေမဲ့စီရှိုံနဲ့မပြီးဘူးလောကမှာအလင်းဖြစ်ဖို့အတွက်စီနဲ့ပြေဝတော့အသက်တာဖြစ်ဖို့ကျွန်တော်တို့အသက်တာကိုဆက်ကကြရအောင်ခါတိုင်းနဲ့ပို့ပြီးတော့သူထောက်ကြရအောင်ခါတိုင်းနဲ့သူပို့ပြီးတော့ဘုရားကိုဆံခံကြရအောင်ခါတိုင်းနဲ့ပို့ပြီးတော့ဘုရားသခင်နဲ့အချိန်လေးပေးကြရအောင်ကျွန်တော်တို့က busy ဖြစ်နေတာဘုရားသခင်ကတော့ ever ready for you နော်ဘုရားသခင်ကဘယ်တော့မှခမည်းလာတဲ့အခါမှာ oh sorry I'm so busy come next time ဘယ်တော့မှမပြောပါဘူးခမည်းလာဒီရှုကအရန်ဝမ်းသာပြီးတော့ခမည်းနဲ့ခမည်းပြောတာနားထောင်ပေးဖို့ခမည်းကိုဖွေးပိုက်ပေးဖို့ခမည်းကိုကုတာပေးဖို့ခမည်းကိုလိုအပ်တဲ့စွမ်းအားတွေဖြည့်ဆည်းပေးဖို့ဘုရားသခင်ကတော့ ever ready စောင့်နေတာဖြစ်တယ်ဝန်လေး၍ပြင်ပန်းတော်သူဘောတော့ငါထံတော်လာကြတော့ငါချမ်းသာပေးမယ် I will give you rest ပေးမှာနော်ပယောတော့ကဆူညံနေတဲ့နော်ဖြစ်ချင်တဲ့ဖြစ်နေတဲ့လောကမှာဘုရားခင်ခမည်းကို rest ပေးမှာဖြစ်တယ်အဲ့ဒါနဲ့ကျွန်တော်တို့ဝိညာဉ်တော်နဲ့ပြေဝတော့တက်တယ်နဲ့ရှောင်းလန်းကြရအောင်လို့အားပေးချင်ပါတယ်ဒီတရားအချက်ကကျွန်တော်တို့ပြိတ္တတွေအတွက်ပဲမဟုတ်ကျွန်တော်အတွက်လည်းကျွန်တော်ဟောနေတာဖြစ်ပါတယ်ကျွန်တော်အတွက်လည်းကျွန်တော်ဟောနေတာဖြစ်ပါတယ်အားလုံးကိုဘုရားရှင်ကောင်းချီးပေးပါစေ